ဒီနေ့မှာတော့သတို့သမီးလေးတွေကပုံမှန်ချိန်ညက်မစည်းခြင်းဘူးဆိုလို့ရှိရင် green soup ပုံစံပင့်ကူချီချိန်ညက်ပုံစံလေးတွေစီးပေးလို့ရတဲ့ဒီဇိုင်းလေးတွေနဲ့မိတ်ဆက်ပြသပေးပြရစီတစ်စိတ်ကလေးကတော့ AC တစ်စိတ်ပါရှင်ဈေးနှုန်းလေးကတော့2000ကျပ်ပါဒါလေးက baby ပင့်ရောင်လေးပါရှင်ဆိုင်ကိုကိုယ်တိုင်လာရောက်အားပေးချင်ရင်လည်းလာစီးကြည့်လို့ရပါတယ်ဆိုင်လိပ်စာလေးကတော့ AC ဖက်နက်ဆိုင်အမှတ်1အရှိအေယုံဘိုးချုပ်အောင်ဆန်းစီစကော့စီရန်ကုန်မြို့ပါဘိုးချုပ်ဈေးဟောင်းပါရှင်ဒါလေးကဈေးနှုန်းလေးက2000ကျပ်ပါနှစ်တာရောင်လေးပါတစ်ဆင့်ပြန်လဲရောင်းချလို့သူများအတွက်လည်းလက်ကားဈေးဖောက်တယ်ဈေးတီးတန့်ရှိပါတယ်ဒါလေးကခဲပြူရောင်ငွေမြင့်ရောင်လေးပါသူတို့နဲ့ live ဖက်မဲ့ဂဒီပါစားတစားတွေကိုချုပ်ထားတယ်သရိုးသားစီဂဒီပါပုံတော်လေးတွေလည်းအစုံရှိပါတယ်เนาะဒါလေးကကြတော့ရွှေဝါရောင်ကလေးပါရှင်ရွှေဝါရောင်ကလေးပါဈေးနှုန်းလေးက2000ကျပ်ပါရှင်သူကစီးလိုက်လို့ရှိရင်ဒါ site အရန်သေးနေလို့เนาะစီးပြရင်တော်တော်လှပါတယ်အဲ့ဖက်နက်ကလေးက site ရန်သေးနေလို့စီးမပြတော့ဘူးเนาะဈေးနှုန်းလေးက2000ကျပ်ပါရှင်ချိတ်ပုံစံဘေးပန်းဒီဇိုင်းလေးတွေလည်းရွေးချယ်စရာရှိပါ